အိမ်တိမ်မှာညီမ9ယောက်ရှိကြတယ်။တယောက်ကထမင်းချက်၊တယောက်ကဝှက်လျှော်၊တယောက်ကစာဖတ်၊တယောက်ကစစ်တူရင်ကစားနေတယ်ဆိုရင်9ယောက်မြောက်ညီမလေးကဘာလုပ်နေမလဲ။တေချာစဉ်းစားကြည့်ပါအဖြေကအသင့်မျက်စိရှိမှလည်းရှိပါတယ်။9ယောက်မြောက်ညီမလေးကစစ်တူရင်ကစားနေတာပါ။စစ်တူရင်ဆိုတာ2ယောက်ကစားကြတာပဲများတဲ့အတွက်4ယောက်မြောက်အမနဲ့တူတူကစားနေတာဖြစ်ပါတယ်။ဖျောင်းနိုင်10တိုင်ရှိတဲ့အခန်းထဲမှာရေတိုက်လို့2တိုင်ငိမ့်သွားရင်နောက်ဆုံးမှာဖျောင်းနိုင်ဘယ်နှတိုင်ကျန်မလဲဖြေကတော့ဖျောင်းနိုင်2တိုင်ကျန်ခဲ့ပါမယ်ကျန်တဲ့10တိုင်ကတော့အကုန်မီးလောင်သွားမှာဖြစ်လို့ငိမ့်သွားတဲ့2တိုင်ပဲကျန်နေမှာဖြစ်ပါတယ်လူတိုင်းစားဖို့တဲ့ရေဒီယိုတတိရှိတဲ့အသီးကဘာသီးလဲဖြေကတော့ငပြောသီးဖြစ်ပါတယ်ငပြောသီးမှာပိုတက်ဆီယမ်ပါဝင်တဲ့အတွက်သဘာဝအလျောက်ရေဒီယိုတတိကြွအနေငယ်ရှိပါတယ်ဒါပေမဲ့လူကိုဒုက္ခပေးဖို့ဆိုရင်ငပြောသီးအလုံးပေါင်း10တန်းလောက်ကိုတစ်ပြိုင်နဲ့စားမှသာအန်ဒီရရှိတာမို့စိတ်မပူပဲစားနိုင်ပါတယ်အကယ်၍ကမ္ဘာအမြင့်ဆုံးအေရက်တောင်ကိုသမုဒ္ဒရာထဲမှာနှစ်လိုက်မယ်ဆိုရင်တောင်ထိပ်ကရေပေါ်မှာပေါ်နေမှာလားရေအောက်ကိုနှစ်သွားမလားဖြေကတော့ရေအောက်ပေ9000လောက်အထိကိုနစ်မြုပ်နေဦးမှာပါကမ္ဘာနဲ့ဆုံးမာရီယာနာကျွန်းဟာပေပေါင်း36,000ကျော်နက်ပါတယ်အေရက်တောင်ကပေ29,000ကျော်ပဲမြင့်တာကြောင့်တောင်တစ်ခုလုံးနစ်လိုက်ရင်တော့တောင်ထိပ်ကရေအောက်မှာဝေးကြီးကျန်နေဦးမှာပါဘယ်စားစာကနှစ်ပေါင်း3,000ကျော်ကြာတဲ့အထိမပုံမတိုးပဲစားလို့ရနေသေးတာလေဖြေကတော့ပြားရည်ဟန်နီပဲဖြစ်ပါတယ်ရှေးဟောင်းအီဂျစ်ကိုသင်္ချိုင်းတွေထဲမှာတူဖို့ရရှိတဲ့ပြားရည်အိုးတွေဟာအခုထိစားလို့ရတဲ့အနေအထားမှာရှိနေပြီတော့မှာပြားရည်မှာရေဓာတ်အရန်နေပြီးအက်ဆစ်ဓာတ်ပါဝင်တဲ့အတွက်ဘက်တီးရီးယားတွေမပေါ်ဖွားနိုင်လို့ဖြစ်ပါတယ်လူကြီးတစ်ယောက်နဲ့ကလေးတစ်ယောက်မှာဘယ်သူကအယိုးအရေအတွက်ပိုများလဲကလေးကအယိုးအရေအတွက်ပိုများပါတယ်ကလေးတွေမှာအယိုး300နီးပါးပါဝင်ပါတယ်ကလေးဘဝမှာအယိုးတွေကတီးခြားစီရှိနေပြီးကြီးလာတဲ့အခါမှာတော့အဲ့ဒီအယိုးတွေကတစ်ခုနဲ့တစ်ခုပေါင်းဆက်သွားကြပါတယ်ဒါကြောင့်လူကြီးတစ်ယောက်မှာအယိုး206ယိုးပဲကျန်တော့တာဖြစ်ပါတယ်ပင်လယ်ဓမြတွေကမျက်စိတစ်ဖက်ကွဲနေလို့မျက်စိစီး eye patch တက်ကြတာလို့သင်ထင်ပါသလားမဟုတ်ပါဘူးအမှောင်ထဲမှာမြင်ရဖို့အတွက်ပါပင်လယ်ဓမြတွေကသင်္ဘောအပေါ်တက်အလင်းရှိတဲ့နေရာကနေသင်္ဘောဝမ်းပိုက်အမှောင်ထဲကိုအမြန်ဆင်းတဲ့အခါမှာသူတို့ရဲ့မျက်စိကအမှောင်ထဲမှာချက်ချင်းအသားမကျနိုင်ပါဘူးဒါကြောင့်မျက်စိတစ်ဖက်ကိုအမြဲပိတ်ထားပြီးအမှောင်ထဲရောက်မှဖွင့်လိုက်ရင်ချက်ချင်းမြင်ရအောင်ပြင်ဆင်ထားကြတာပါနှလုံး3ခုရှိတယ်။အုံနောက်က9ခုရှိတယ်။ပြီးတော့သွေးကအပြာရောင်အဲ့ဒါဘာဖြစ်မလဲ။အော်တိုပတ်ရေပွဲပါ။အော်တိုပတ်တွေရဲ့သွေးထဲမှာတန်တက်အစာကျင်းနေတဲ့ဟီမိုဆန်နိုက်ပါဝင်လို့သွေးကအပြာရောင်ဖြစ်နေတာပါ။သူတို့ရဲ့လက်တံတစ်ခုချင်းစီမှာလည်းတီးခြားအုံနှောက်ငယ်လေးတွေပါဝင်လို့ဉာဏ်အရန်ကောင်းတာဖြစ်ပါတယ်။မျိုးစေ့တစ်ခုရှိတယ်။အဲ့ဒီမျိုးစေ့ဟာနှစ်ပေါင်း1000ကျော်မြေအောက်မှာနေခဲ့ရပေမဲ့အခုထိအပင်ပေါက်နိုင်သေးတယ်။အဲ့ဒါဘာမျိုးစေ့ဖြစ်မလဲ။ကြာပန်း lotus ပါ။ကြာစေ့တွေဟာပြင်းထန်တဲ့ရာသီဥတုဒဏ်ကိုခံနိုင်ရရှိပြီးနှစ်ပေါင်းထောင်ချီကြာတဲ့အထိအပင်ပေါက်နိုင်စွမ်း viability ကိုထိန်းထားနိုင်တဲ့ထူးခြားတဲ့အပင်မျိုးစေ့ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့တိရစ္ဆာန်တွေထဲမှာဘယ်သက်တဝါကပန်းရောင်ချွေးတွေထွက်တာလဲရေမြင်း hippopotamus ပါရေမြင်းတွေရဲ့အရေပြားကနေနီရဲတဲ့အရေတစ်မျိုးထွက်ပါတယ်အဲ့ဒါကချွေးမဟုတ်ပဲသူတို့ရဲ့အရေပြားကိုနေလောင်တန်ကနေကာကွယ်ပေးတဲ့အပြင်ပိုးသက်စေး antibiotic ဖြစ်လဲအလုပ်လုပ်ပေးတဲ့သဘာဝအကာအကွယ်ပါလောကရဲ့ရှိုးဝချက်တွေပြောင်းလဲသွားမဲ့ဘဝသင်ခန်းစာတွေ
စိတ်ဝင်စားဖွယ်ကိုကြီးပိုင် channel ကိုကြီးပိုင်